တဲ့တဲ့ရှင်သမီးလေးမင်းစင်သူနဲ့ဆောင်းဆိုတဲ့တခြင်းလေးသားဒီလိုလေးစနားဆင်ကြအောင်စိတ်တော်လာဟိဆောင်းရရစိတ်တော်လာဟိဟုတ်ပါဆောင်းရဲ့အရသာတွေဗျာဆောင်းလေးတွေတီးနေတဲ့အတိုင်းပါဗျာအဲ့ဒါနေရီစီးတယ်မှာနော်တိုင်းဗျာတိုင်းနေရီလာလာပါပါဗျာဟ
စိတ်ရင်မြရေးစိတ်ရင်စိတ်နဲ့မြနှစ်ပါးဆိုင်နေပါကြ ခွဲခြားနေပါပြီတို့ အရသာရှိတယ်ဗျဆောင်းကိုတန်းစားဆင်းနေ အဲ့စိတ်ဓာတ်လို့ ဒီစင်တော့လားတိတ်မလေး ဟေးရပါမလို့တွတ်တာလေလို့တိတ် လက်မတော့ရှိတဲ့ဘလုံးကြီးနော် လေ ဒီနေဆော့နိုင်နေနော်ကွာ မှန်တယ်ဗျ ဘလုံးပေါ်မှာဩဇာညောင်းနေကြိုက်တာလို့